မြန်မာလူငယ်တော်တော်များများအတွက်ပြိုင်ကားတစ်စီးမောင်းကျင်တာကကလေးဘဝကလေးကရှိခဲ့တဲ့အိမ်မက်တစ်ခုပါစူပါကားကြီးတွေကိုဆိုရှယ်မီဒီယာမှာမြင်ရင်စိတ်လှုပ်ရှားမိတယ်ဒါပေမဲ့လက်တွေ့ဘဝမှာလက်လန်းမမိနိုင်သေးဘူးဒါပေမဲ့လက်လန်းမိနိုင်တဲ့ဈေးနဲ့ပြိုင်ကားအရသာကိုခံစားလို့ရတဲ့ကားတစ်စီးရှိပါတယ်အဲ့ဒါကတော့ Nissan Fairlady C ဖြစ်ပါတယ် Fairlady C က front engine rear wheel drive စနစ်နဲ့ sport ဆန်တဲ့ driving feel ကိုပေးနိုင်ပါတယ်မြန်မာမှာအများဆုံးတွေ့ရတာက 350Z မျိုးဆက်ပါမြန်မာကားစဲကွက်မှာလည်းစူပါကားတွေလောက်ဆေးမမြင်ဘူး engine power လည်းလုံလောက်တယ် exhaust sound ကလည်းကားဝါသနာရှင်တွေအတွက်စိတ်လှုပ်ရှားစရာပါအပေါ်ပစ္စည်းတွေလည်းရှာရလွယ်တယ် suspension upgrade လုပ်လို့ရတယ် body kit တက်လို့ရတယ်ကိုယ့်အိမ် mat build ကိုတဆင်ချင်းအကောင့်ထဲဖော်နိုင်တယ် fuel စားနိုင်ပါတယ်ပြုပြင်ထိန်သိမ်းမှုလည်းကြည့်ရမယ်ဒါပေမဲ့ passion ရှိရင်အဲ့ဒီအရာတွေကအတားအဆီးမဖြစ်ပါဘူး Fairlady Z ကလူငယ်ဘဝရဲ့အိမ်မက်ကိုစတင်ဖို့ပါတနေ့တစ်ချိန်ကိုယ့်လက်နဲ့ steering ကိုကင်ပြီးကိုယ့်အိမ်မက်ကားကိုမောင်းကျင်နေဆိုရင် Nissan Fairlady Z ကစတင်ဖို့အခွင့်အလမ်းတစ်ခုဖြစ်နိုင်ပါတယ် It's making you cry every time